မင်္ဂလာပါကျွန်တော် AI ကိုဘယ်လိုသုံးပြရမှာလဲဆိုတာကိုကျွန်တော်တိတလောက်သတ်တလောက်နဲ့ပြန်လည်ပြီးမျှဝေပေးသွားပါမယ်အခုဒီကြောင်ဟင်းရှင်းနေတဲ့ဗီဒီယိုဆိုရင်လည်းကျွန်တော် AI ကိုဖန်တီးခိုင်းထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်နော်ဒါဆိုကျွန်တော်တို့ AI ကိုဘယ်လိုဗီဒီယိုတွေဖန်တီးခိုင်းမလဲဆိုကျွန်တော်တို့စားလို့ကြည့်ရအောင်ဗျနော်ကျွန်တော်တော့တီးတလောက်တတ်တလောက်ပဲပေါ့နော်တီးပြီးသားတဲ့လူတွေလည်းရှိမယ်မတီးသေးတဲ့လူတွေတွဲတဲ့ရှိမယ်ပေါ့နော်ကျွန်တော်တော့မတီးသေးတဲ့လူတွေတွဲကိုကျွန်တော်လာပြီးတော့ပြောပြပြီးသားမှာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီ ChatGPT software လေးကို Play Store မှာdownload ရမှာပေါ့နော်download ဆွဲပြီးပေါ့နော်နောက်ပြီးတော့ဒီ Chrome ဆိုတဲ့ software လေးလိုတာပေါ့နော်အဲ့ဆိုကျွန်တော်ကဘာလုပ်ခိုင်းမှလဲ video AI ကိုဘာ video ဖန်တီးခိုင်းမှလဲဆိုတော့ကျွန်တော်ဒီလူရဲ့မျက်နှာပေါ်မှာလူ9ယောက်ပေါ့နော်နှခမ်းနီစိုးပေးနေတဲ့လူ9ယောက်ကိုကျွန်တော်ဗီဒီယိုဖြစ်ဖန်တီးခိုင်းမှာပေါ့နော်ဒါဆိုကျွန်တော်ဒီ ChatGPT ထက်ကိုဝင်ပြီးရင်ခုနနှခမ်းနီစိုးပေးနေတဲ့လူ9ယောက်ရဲ့ပုံကိုပို့ပေးလိုက်မယ်ခဏလေးစောင့်နော်ခါဆိုရင်သူဒီစာရေးလာလိုက်မယ်ဒီပုံက AI generated as တခုဖြစ်ပါတယ်တခုထူးခြားတဲ့ကမျက်နှာကြီးပေါ်မှာမိခိုးရောင်ဝတ်စုံနဲ့လူတေးတေးလေးတဲ့နေရောင်စတစ်ကိုမှန်ကန်အောင်တင်နေကြတာပဲတဲ့ဒါဟာလည်းရမြောင်းတဲ့ digital app ဖြစ်ပြီးလာပါတဲ့ဖန်တီးမှုတစ်ခုဖြစ်ပါတယ်တင်မလို့သုံးပြရှိပါတယ်လေဒါဆိုကျွန်တော်ဒီလိုပြန်ရေးလိုက်မှာပေါ့နော်မျက်နှာကြီးပေါ်မှာမျက်နှာကြီးပေါ်မျက်နှာကြည့်ပေါ်မှာမိခိုးရောင်ဝတ်စုံတဲ့လူတွေကို privacy AI generator မှာလောက်ရှားမှုအတွက်prompt ရေးပေးပါကျွန်တော်ဒီလိုခိုင်းလိုက်မယ်ပေါ့နော်prompt တွေကိုပြည့်စုံအောင်ရေးပေးပါကျွန်တော်ဒီလိုပဲရေးပေးလိုက်မှာပေါ့နော်ပြီးရင်သူရေးလာပေးလိုက်မယ်နော်သူခဏလေးပဲစောင့်
ဒီလိုရေးလာပြီးဒီ English စာပိုက်ကြီးကိုကျွန်တော်တို့ copy ကူးချမှာပေါ့နော် copy ကူးလိုက်မယ် copy ကူးပြီးရင်ကျွန်တော်ထွက်လိုက်မယ်ထွက်ပြီးရင်ဒီ Chrome ထဲကိုဝင်မယ်ဝင်ပြီးရင်ကျွန်တော် PIH BERS ကျွန်တော်ဒီလိုရိုက်ချက်လိုက်ပါနော် MyCAI မနော်ပြီးရင်ဒီပေါ်စာကျွန်တော်ခဏသုံးပြုတ်နေတယ်ဆိုတော့လေပေါ်ပြီးသားပေါ့နော်ကျွန်တော်ဒီဆောင်နှိပ်လိုက်မယ်ပြီးရင်ဒီဘက်မှာသူက login ဝင်ခိုင်းတာပေါ့နော်sorry ခဏလေးဒီမှာကျွန်တော်က Google Gmail နဲ့ကျွန်တော်ဝင်လိုက်မှာပေါ့နော်ကျွန်တော် login ဝင်လိုက်ပြီဆိုရင်ဒီအောက်ဖက်သူကဓာတ်ပုံထည့်ခိုင်းတဲ့နေရာနဲ့ဒီစာရေးခိုင်းတဲ့နေရာရှိတာပေါ့နော်ဒီကလို့ဒီလိုမပေါ်ရင်ကျွန်တော်ဒီဘက်မှာဒီဘက်က desktop site ပြောင်းပေးရတာပေါ့နော်ဒီနေရာမှာချစ်ပြီးရင်ဖုန်းက desktop site ပြောင်းသွားမှာလို့နော်ကျွန်တော်ဒီအောက်ကပုံနှိပ်လိုက်မယ်ပြီးရင်ဒီနှခမ်းနေဆိုပြီးနေတဲ့လူတွေရဲ့ပုံကိုထည့်လိုက်မယ်ခုနကကျွန်တော်တို့ copy ကူးထားတဲ့စာကိုရိုက်ချလိုက်မှာပေါ့နော်ပြီးရင်ဒီအောက်ဘက်က Trace ဆိုတဲ့စာရေးအနီရောင်လေးပေါ့နော်ဒါလေးနှိပ်လိုက်ပါနော်ခဏလေးပဲစောင့်နော်သူကလုတ်ပေးနေပြီဖန်တီးပေးနေပြီပေါ့နော်ရပြီဒီမှာကျွန်တော်ဒီဗီဒီယိုကို download ရှင်တယ်ဆိုရင်တော့ဒီအောက်ဘက်ကနေမယ်နောက်ပြီးတော့ဒီအပေါ်ဘက်ကနှိပ်ပေးလိုက်ပါတော့ခဏလေးဆိုရင်ဒါရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ရလာပြီပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီစာကိုပြည့်စုံအောင်ရေးပေးနိုင်မယ်ဆိုရင်တော့ဗီဒီယိုရေးတွေ့ရဒီထက်ဗီဒီယို quality ကဒီထက်ပိုပြီးတော့ကောင်းမှာပေါ့နော်ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်း like and share လေးလုပ်ပေးကြပါဦးဗျ